ပြီးတော့ကျွန်တော်ဒီမှာကျတော့ဒေကြီးကကျတော့မိတ်ဆွေတို့တိပိတာအတိုင်းပဲကျွန်တော် single fish ရှိတယ်12 kg မှာတကယ်ကိုနာမည်ကြီးနေတဲ့ brand ပေါ့နော်ဒါလူတွေတော်တော်များများကြိုက်တဲ့ international brand ဖြစ်တယ်ပြောလို့ပြောတော့နိုင်ငံခြားမှာတစ်ချိန်ကကျွန်တော်တို့သုံးခဲ့တဲ့အရန်ကောင်းတဲ့ brand တွေမှာဒီ brand တစ်ခုပဲရှိတယ်အခုနောက်ပိုင်းတော့ brand ဒီထက်ကောင်းတာတွေလည်းပေါ်လာပေါ့နော်ကျွန်တော်ဂျားထဲမှာဆိုရင်ကျွန်တော်စီမှာရှိခဲ့တဲ့ဟာဆိုရင်အခုဒီမှာချိတ်ထားတာပေါ့နော်chaseတို့ပါတော့ရှိသေးတယ် chase ဆိုရင်လည်းကျွန်တော်တို့တကယ်ကို quality ကောင်းပြီးတော့ brand ကောင်းတာတွေမှာပါတယ်ဒေကြီးထက်တော့နည်းနည်းပိုကောင်းတယ်ဒါပေမဲ့ဈေးလည်းပိုကြီးတယ်ဒေကြီးကကျတော့12 kg ကဈေးနှုန်းကတော့ဒီကောင်အရန်ခုံဆွားဖြစ်တဲ့ brand ဖြစ်နေတော့ကျွန်တော်ဈေးတော့ဒီထဲမှာမပြောဘူးကိုကောင်တော့ဈေးအတိအကျလေးကျွန်တော်ပြောပေးတာတယ်12 kg က single face ကို3 face ကိုလာတယ်အာမခံ9နဲ့လာတယ်ပြီးသွားရင်မိတ်ဆွေတို့ဒလိကားတို့တကယ်အမှန်ကန်တော့ကျွန်တော်အိမ်အကြီးတွေမှာ3 face အနေနဲ့သုံးနေတယ်ဆိုလဲကောင်းတယ် single face အနေနဲ့သုံးနေတယ်ဆိုလဲကောင်းတယ်အတန်လုံးဝမကြောက်ဘူးနည်းနည်းလေးကျွန်တော်တို့သွားပြီးလေအထဲထဲကနေကတ်နာထောင်းတော့တိတိလေးတော့ကြားတော့ပန်းကမပေါပန်းကနေသေးတယ်ပေါ့နော်သူအတေကဟီးစင်းနဲ့သွားအပူစုပ်တဲ့ point နဲ့ကျွန်တော်တို့သွားပေါ့နော်ပြီးသွားရင်ဒါတော့ကျွန်တော်တို့ပြပြပြအောင်မလုပ်ဘူးဒါကတော့ global brand ဖြစ်တယ်global ပေါ့နော်မြန်မာနိုင်ငံတော် brand လို့လည်းဒါကိုကျွန်တော်တို့ပြောကြတယ် global ကတော့ပုံမှန်အခုဆိုရင်လည်းကျွန်တော် global က14သိန်းခွဲလောက်ကျွန်တော်တို့ရှိမယ်ဈေးနှုန်းကတချို့တွေကတော့13သိန်းခွဲနဲ့ရောင်းနေရလဲရှိတယ်ကျွန်တော်တို့ကတော့မကိုက်ဘူးကျွန်တော်တို့ကိုက်တဲ့ဈေးကတော့ကျွန်တော်14သိန်းခွဲရှိတယ်ကျွန်တော်တို့တီးရဝယ်ရင်တော့ကျွန်တော်တို့ service တော့ရမယ်ပေါ့နော်တခြားဈေးသက်သာတဲ့လူစီကဝယ်ရင်တော့သူတို့ service တော့ရမယ်ဒါကတော့ကျွန်တော်တို့ရှင်းလို့မရဘူးတယောက်နဲ့တယောက်တော့သူ့ service နဲ့သူရှိတယ်သူ့ရဲ့ကျွန်တော်တို့ကိုက်တဲ့ဈေးရှိတယ်မကိုက်တဲ့ဈေးရှိတယ်ပေါ့နော်ကျွန်တော်တို့ကျတော့14သိန်းခွဲနဲ့ပဲကျွန်တော်ရောင်းပေးနိုင်တယ်လောလောဆယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီကောင်လေးဝယ်ချင်တယ်ဆိုရင်14သိန်းခွဲနဲ့ရမယ်ဂလိုဘက်ကထွေထူဘာမှပြောစရာမလို2 string ပါတယ်ဆိုလာကျွန်တော်တို့အားကောင်းကောင်းဝင်နေပြီးသွားရင်ကျွန်တော်တို့အားသွင်းအမီယာလည်းကောင်းတယ်ပြီးရင်ဒီကောင် global ကနာမည်ကြီးတာဘာလို့ဆိုတော့ setting ရှင်းလို့ setting ကအရန်ရှင်းတယ်လောကကန်က setting ရှင်းတယ်အားကြောင့် installer တော်တော်များများလည်းကြိုက်တယ်ဗျာအဲ့တော့ဒီ brand ကတော့ကျွန်တော်တို့မြန်မာနိုင်ငံတော် brand ဖြစ်တဲ့6 kg ကကျွန်တော်တို့စီမှာဒီကောင်ကအာမခံကိုတစ်နှစ်ပေးတယ်ပေါ့နော်တစ်နှစ်ဆိုတာကကျွန်တော်2နှစ်အမှန်နဲ့2နှစ်ပေးတာ 1+1 ပေါ့နော်သူကကျွန်တော်တရုတ်ပြည်ကနေလာတဲ့အချိန်ကလေးကနေပြီးတော့သူ့ရဲ့အာမခံတွေကိုတွက်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့မိတ်ဆွေကိုရောင်းပြီးသွားပြီဆိုရင်အာမခံဘယ်လောက်ကျန်လဲအဲ့ဒါကိုကြည့်ပြီးတော့တစ်နှစ်အထက်ကိုကျွန်တော်တို့ပေးမှာအဲ့လိုမျိုးရှိရအကယ်လို့မိတ်ဆွေကိုကျွန်တော်တစ်နှစ်သာပြောရတာတစ်နှစ်ကြော်သွားလို့ပြတ်တယ်ဆိုရင်တော့ဒီကောင်က warranty ကကျွန်တော်စက်ရုံကနေကြံသေးတယ်ဆိုရင်ကျွန်တော်တို့ warranty နဲ့ပတ်သက်တဲ့ဟိုဟာမယူဘူးပေါ့နော်အဲ့လိုမျိုးမယူဘဲနဲ့ကျွန်တော်လုပ်ပေးတာဖြစ်တဲ့အတွက်ဒီကောင် warranty နည်းနည်းလေးရှုပ်တယ်ပြောမှဆိုရင်တခြား brand တွေမတူတခြား brand ဆို customer ရောင်းလိုက်မှကျွန်တော်စတွက်တာဒီကောင်အဲ့လိုမဟုတ်ဘူးတရုတ်ပြည်ကနေလာကြတဲ့ကနေသူ့ warranty ကကောင်းလုံးနေပြီပေါ့နော်အဲ့တော့ကျွန်တော်ပြောမှဆိုရင်ဒီမှာအကြာကြီးထားတိုင်းနဲ့ပြောမယ်ဆိုရင်ကျွန်တော်မရောင်းမင်းနဲ့အဲ့လိုမျိုးစူးပြတာအလုံးတွေပါတွေကအမှန်ကကုန်သွားတာတွေရှိတယ်အဲ့လိုမျိုး brand တွေဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်လဲဆိုတော့အမြန်မြန်ထုတ်ရောင်းရတာတွေရှိတာပေါ့နော်အဲ့တခုရှိ Okay ကျန်တာကတော့ကျွန်တော်စီမှာဒီဘက်မှာကDV box လေးတွေရမယ် DV box ကလည်းကျွန်တော်တကယ်တန်နေပေါ့နော်တော့အမှန်ကန် DV box တွေရမယ် DV box ဆိုရင်ကျွန်တော်တို့ဒီမှာ breaker နှစ်ခုပါမယ် DV protector ပါမယ် auto chain ပါမယ်အဲ့လိုမျိုးတွေရမယ်ပြီးတော့ကျွန်တော်စီမှာဒီမှာ carry ရေတန်းဆက်လေကျွန်တော် discount ချတာရှိတယ်အဲ့ဒါကိုကျွန်တော်တက်ပြန်တင်ပေးမယ်ပြီးတော့ဒီဘက်မှာကျွန်တော်တို့အောက်ကိုရှိသေးတယ်နော်ဒီမှာလည်းဒါလေးဟိုပါပဲနော် ADS နဲ့ပြီးဒီ India ရဲ့ဘာသာလည်းကျွန်တော်ဈေးချနေပေါ့နော်အခုလုံးဝဟို clearance sale နဲ့ကျွန်တော်ရောင်းနေတယ်အဲ့ဒါလည်းကျွန်တော်ဈေးနှုန်းလေးပြပြမယ်အရင်သက်သာထက်ဝက်ဈေးလောက်ပဲရှိမယ် Okay ပြီးတော့ကျွန်တော်ဒီဘက်က inverter လေးပြမယ်နော်ဒီဘက်မှာကျွန်တော်စီမှာဒါကအသေးဆုံးပေါ့နော် 1.5 kW ဖြစ်မယ်ဒီကောင်ဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုရင်ဟိုပါပေါ့shutdown ဆန်းเนาะနာမည်ကြီးတယ် brand ကောင်းတယ် shutdown ဆန်းရှိမယ်ဒီကောင်ဆိုရင်ကျွန်တော်တို့အခု9သိန်းခွဲပေါ့နော်solar ကိုကျွန်တော်တို့က1500 watt ထိ solar ထည့်လို့ရတယ်เนาะ solar ကို1500 watt ထိထည့်လို့ရတယ်ပြောမယ်ဆိုကျွန်တော်3ချက်အထိထည့်လို့ရတယ်12 volt ထဲမှာ3ချက်အထိထည့်လို့ရတာဆိုတော့ဒီကောင်ဒီပဲလာပေါ့နော်ဒီကောင်ကတစ်ခုကတော့ high frequency ဖြစ်တယ်brand ကောင်းတယ်အမခ2နှစ် 1+1 တစ်နှစ်ကကျွန်တော် PC ဘိုးလက်ခအခမဲ့နောက်တစ်နှစ်ကလက်ခအခဘယ်လိုလူမျိုးတွေသုံးသင့်လဲဆိုတော့ကျွန်တော် solar အဓိကထားပြီးသုံးနေတဲ့မိတ်ဆွေတွေအနေနဲ့သုံးသင့်တယ်နော်ကျွန်တော်အိမ်သုံးဆိုရင်ကြတော့ကျွန်တော်ဒီဘက်မှာ solar မှာသုံးဘူးအိမ်မဲသုံးမယ်ဘာမှထွေထူးမလုပ်ဘူးဆိုရင်ကျွန်တော်စီမှာဒီကောင်နှလုံးနဲ့ကြက်မယ်ပုံမှန်ရောင်းတဲ့ကျွန်တော်6သိန်းခွဲရှိတယ်နော် solar မသုံးဆိုမှဒီကောင်ကျွန်တော် recommend ပေးတယ် solar သုံးမယ်ဆိုရင်ကြတော့ तू ကနည်းနည်းလေးကျွန်တော် controller မကောင်းဆိုတာကPWM controller ဖြစ်နေလို့ PWM ဆိုတာကျွန်တော်တို့ MPPT နဲ့ PWM ခွာခြားလိုက်တယ်ဆိုရင် PWM ကနည်းနည်းလေးကျွန်တော်တို့ solar ကိုအားစုပ်ယူမှုကနည်းတယ်အဲ့လိုနည်းတာဖြစ်တဲ့အတွက်ကျွန်တော်ဒီကောင်ကိုကျွန်တော်တို့ကအခုdiscount ဈေးနဲ့လုပ်ပေးတာလေ4သိန်းပဲရှိတယ်6သိန်းကိုကျွန်တော်4သိန်းနဲ့ကျွန်တော်ရောင်းချပေးတယ်ဒီ brand ကိုနော်အဲ့ဒါ1.2 kW ကျွန်တော်တို့ AC အိမ်မှာမီးဖွင့်မယ်ကျွန်တော်တို့
ရေမော်တာဆိုရင်လည်းကျွန်တော်တို့ဟို9မှုပေါ့နော်9မှုလောက်သုံးညနေပြီးတော့ဆက်ထုတ်ဆက်တွေပါတယ်သုံးညနေဆို3ညဘာလို့ဆိုတော့ဒီကောင်က low frequency မို့လို့ coin ထုတ်ပါတယ်ဒီကောင်နဲ့ coin ထုတ်မပါဘူးဒီ shut off ဆန် coin ထုတ်မပါဘူးဒီကောင်ဆိုရင်ကျွန်တော်တို့ coin ထုတ်ပါတယ်အဲ့ဒါကျွန်တော်ပြပြပေးခြင်းနဲ့ပြီးပါရင် sunny solar တော့ shut off ဆန်နဲ့ sunny solar ကကျွန်တော်တို့အထက်က specs တွေပါတယ်အကုန်တူတူပဲစက်ရုံနဲ့တူတူပဲဟိုပါပဲကွာသွားတာပေါ့နော်ကျွန်တော်ပြောရမယ်ဆိုရင်ဘာခေါ်လဲကျွန်တော်တို့တစ်စိတ်ပဲကွာသွားတာပေါ့နော်တစ်စိတ်ကွာကုမ္ပဏီကွာသွားတယ်ဒါပေမဲ့စက်ရုံကတူတူပဲဒီ specs အတိုင်းပဲဟိုကောင်လည်း8ပဲဒီကောင်လည်း8တိုင်းပဲเนาะကျွန်တော်ခလုတ်တွေပါတဲ့အစားအကုန်တူတယ်ဈေးနှုန်းကလည်းဒီကောင်လည်း9သိန်းခွဲပဲကျွန်တော်ရောင်းချပြီပြီးမှဒီမှာလာတာကကျွန်တော်တို့roman ပေါ့နော် roman အရင်ရောင်းကောင်းတာကျွန်တော်ဘာလို့လဲဆိုတော့ဒီကောင်ကဒီမှာမီးတွေကလင်းတယ်ဒီကောင်ကမီးလင်းတယ်ဒီနေရာတွေကမီးလင်းတယ်ကျွန်တော်ပြောမယ်ဆိုရင်တခြား brand တွေကကြတော့ဒီလိုမျိုးလှအောင်မလုပ်ထားဘူးဒီကောင်ကမီးလင်းတယ် hybrid ဆိုပြီးအဲ့နေရာလည်းမီးလင်းတယ် roman ဆိုပြီးအဲ့နေရာလည်းမီးလင်းတယ် 3.5 3 kilowatt ထဲမှာတကယ် special ဖြစ်တာဒီကောင်ကျွန်တော်တို့ဒီဟိုပါဘောနော် solar 9000 watt ထည့်လို့ရတယ် solar 9000 watt ထည့်လို့ရတော့ဘာကောင်းလဲဆိုတော့ကျွန်တော်တို့ solar များများသုံးနေတဲ့မိတ်ဆွေတွေ inverter ကိုကျွန်တော်တို့ဖွင့်နိုင်ရင်လည်းအားလဲသွင်းမယ် solar နဲ့အားလဲသွင်းမယ်အိမ်မှာရှိတဲ့မီးတွေလည်းသုံးနေမယ်မီးမလာတဲ့အချိန်ပေါ့နော်အဲ့လိုမျိုးမိတ်ဆွေတွေအတွက်အဆင်ပြေတယ် solar 9000 watt ထိကျတော့ကျွန်တော်အများကြီးထည့်လို့ရပါတော့နော် solar ဒီကောင်လေးကောင်းတယ်ဒီကောင်ဆိုရင်ကျွန်တော်တို့အခု8သိန်းခွဲထင်တယ်8သိန်းခွဲလောက်ရှိမယ်ကျွန်တော်ဈေးနှုန်းကအရင်တော့ဆိုရင်ကျွန်တော်10သိန်းလောက်ရောင်းတယ် 3.5 တည်းအခုဈေးကြီးကျတယ်ပေါ့နော်ဒါပေမဲ့ဈေးကပြောလို့မရအောင်ကျွန်တော်နေရာဒီဆိုရင်ဘယ်လိုတက်မလဲပြောလို့မရအခုအချိန်ကအကောင်းဆုံးပဲမြေဆွေလို့ပြောဒါကတလို့ရှိမယ်ပြီးရင်ဒီကောင် 3.6 ဒီကောင်လည်းဈေးတူတူပဲအောက်ပဲအောက်ကကျတော့ကျွန်တော်တို့ကဒီကောင်လဲ stock အများကြီးတော့မကြံတော့ဘူးဒီကောင်လဲကျွန်တော်8ခွဲနဲ့ရောင်းပေးနေတယ် specs တွေပါတယ်အတူတူပဲဒီကောင်ကတော့ solar 4000ဝက်ထိရမယ်ဈေးနှုန်းလည်းတူတူပဲဒါကတော့ကိုယ်အကြိုက်ပေါ့နော်ကျွန်တော်တို့ဘယ်ဟာကိုကြိုက်လဲကြိုက်တဲ့ဟာကိုဝယ်ယူလို့ရတယ်တခုကောင်းတာကျွန်တော်ဒီအောက်တို့ဒီကောင်တို့ဘာတို့ကကျွန်တော်တို့ BMS ချိန်လို့ရတယ် BMS ချိန်လို့ရတဲ့ battery နဲ့ကျွန်တော်တို့ဒီမှာဆိုရင်အောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာအောက်တစ်စိတ်ရှိတယ်ကျွန်တော် BMS ချိန်လို့ရပါပေါ့နော်အဲ့တော့ဒီကောင်တွေကကျွန်တော်ဒီ BMS ချိန်လို့ရတဲ့ battery နဲ့သုံးလို့ရအဲ့တခုကောင်းပြီးရင်ဒီမှာroman ပဲကျွန်တော်တို့ 4.2 kilowatt 4.2 သူကပြောမယ်ဆိုရင်ဒီကောင်လည်း9000ဝက်ပဲဟိုကောင်နဲ့ဒီကောင်ဘာမှချွေထူးပါမကွာဘူးဈေးနှုန်းလည်း9000လောက်ပဲကွာတယ်တခုကောင်းတာကကြတော့ကျွန်တော်နည်းနည်းလေးလုတ်နည်းနည်းပိုသုံးညင်တဲ့လူတွေနည်းနည်းဆွဲသုံးညင်တဲ့လူတွေအနေနဲ့ 4.2 ကပိုကောင်းတယ်ဈေးနှုန်းက9000လောက်ပဲကွာပါเนาะအဲ့တခုတော့ကျွန်တော်ဖြစ်သွားမယ်ကျန်တာတော့ကျွန်တော် solar 9000ဝက်ထည့်လို့ရတယ်ကျန်တာအကုန်လုံးသုံးလို့ရတယ်24 volt အနေနဲ့ဗျာဒီကောင်နဲ့အကုန်ဒီကောင်နဲ့ဒီသုံးလုံးက24 volt ဟိုကကျွန်တော်တို့ကောင်နဲ့12 volt တွေเนาะ12 volt နဲ့24 volt နဲ့ဘာဘယ်လိုမျိုးမိတ်ဆွေတွေကသုံးသင့်လဲဆိုရင်ပြောမယ်ဆိုကျွန်တော်24 volt ဆိုရင် aircon ကနေစ aircon စသုံးနေတယ်ဆိုရင်ကျွန်တော်24 volt ကနေစပြီးစဉ်းစားလို့ရတယ်12 volt ကတော့ aircon မစဉ်းစားနဲ့ပြီးတော့ကျွန်တော်12 volt ဆိုရင်ကြတော့ဘာသုံးလို့ရလဲဆိုတော့မီးသုံးလို့ရတယ်ကျွန်တော်တို့ဒီခုနပြောသလိုမျိုးပန်ကာတို့ TV တို့နည်းနည်းပါးပါပေါ့နော်အိမ်မှာအများကြီးမသုံးကျင်တဲ့လူတွေ12 volt ကနေစစဉ်းစား12 volt ကတော့အစမှာတင်စပြီးတော့ဝယ်တော့မယ်ဆိုရင်30ဝန်းကျင်လောက်တော့ရှိတယ်30ဝန်းကျင်လောက်ကနေစမယ်ဒီကောင်တွေဆိုရင်ကြတော့ကျွန်တော်တို့24 volt ဆိုရင်ကြတော့45သိန်း50ဝန်းကျင်ထဲမှာလည်းရှိလိမ့်မယ်เนาะအဲ့လိုမျိုးလေးကျွန်တော်ကွာအောင်မယ် Okay အဲ့ဆိုကျွန်တော် battery လေးတွေပြပေးမယ် battery မှာကျွန်တော်တို့ရှိမှာအခုလောလောဆယ်24 volt တွေက314เนาะ314အောက်တစ်စိတ်ထဲရှိတယ်အောက်ကကျတော့ကျွန်တော်အခု36သိန်းရောင်းတယ်ဒီကောင်ကိုdiscount အနေနဲ့ကျွန်တော်အခု35သိန်းလုပ်ပေးတာမိတ်ဆွေတို့ဒီလိုမျိုးအစုံလိုက်ဝယ်မယ်ဆိုရင်ကျတော့ကျွန်တော်တို့34အထိကိုဒီကောင်ကျွန်တော် short ပေးတာပေါ့နော်ကျွန်တော်တို့ဒီကောင်လည်းအလုံးကြီးအများကြီးမကျန်တော့3လုံးလား2လုံးလားမသိအဲ့လောက်ပဲကျန်ဒီကောင်တစ်ခုကောင်းတာကကန်ပေါ့ပါတယ်ကန်ပေါ့ပါတာဘာကောင်းသွားလဲဆိုရင်ကျွန်တော်ဒီမှာ setting ကျွန်တော်ကိုယ်တိုင်မချိန်တော့ဘူးဗျာ battery ကနေပြီးဒီကောင်ကိုအမိတ်လမ်းပေးတာပေါ့နော်ငါ့ကိုဒီလောက်နဲ့ပဲအားသွင်းပေးအဲ့လိုမျိုးပေါ့ငါဒီလောက်ဆိုရင်ငါ့ကိုအားဖြတ်ပေးအဲ့လိုမျိုးဆိုရင် battery ကသူဆေးဖြစ်တဲ့ဘက်ကိုသူကယူပြီးတော့ inverter သူကခိုင်းစီတာအဲ့လိုမျိုးကျွန်တော်တို့ RJ45 ကျိုးနဲ့သူကချိတ်ပြီးတော့သုံးရတာပေါ့နော်အဲ့တခုရှိတယ်အဲ့တော့ကောင်းတာပါလဲဆို battery ရေးရှိခံတယ်ဗျာဘာမှ error တွေပါတိတ်ပြီးတော့မရှိတတ်ဘူးကိုယ့်ကိုချိန်ပြီးတော့သုံးတဲ့ဟာတွေကြတော့ကျွန်တော်အခက်မသိရင် error ရှိနိုင်တယ် error တွေကျွန်တော်ဖြစ်နိုင်တယ်အဲ့တော့ battery ကိုအစဆုံးကျွန်တော်ပြန်လုပ်ရတာရှိနိုင်တယ်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်12 volt တွေ2မျိုးရှိတယ်300 volt 2မျိုးရှိတယ်ဒီကောင်ဆိုရင်ကျွန်တော်တို့19သိန်းဟိုကောင်ဆိုရင်ကျတော့ကျွန်တော်ဈေးကနည်းနည်းမြောက်တယ်ဟိုကောင်23သိန်းဒါပေမဲ့ကျွန်တော်ဒီကောင်လည်းတစ်လုံးပဲကျန်တော့တာဈေးရဲ့ပစ္စည်းကတော့အများကြီးမရှိဘူးအဲကောင်ဆိုရင်လည်းကျွန်တော်တို့အခု discount 19သိန်းနဲ့ကျွန်တော်လုပ်ပေးတယ်ဒီကောင်လည်းကျွန်တော်19သိန်းနဲ့ဝယ်ပြီးနှစ်ခုလုံးကတော့အမကန်3+2တွေပေါ့နော်